ရင်ဖွင့်တဲ့လူတွေကတော့အဲ့လိုမဟုတ်ဘူးသူတို့ကိုယ်တိုင်ဒါကိုမဖြေရှင်းနိုင်တော့လို့ဘာလို့ရမှန်းမစင်စားတတ်လို့သူတို့မှာလုံးဝကိုဆိုးဆိုးဝါးစိတ်ထိခိုက်ခံစားနေရလို့ဆိုတဲ့အကြောင်းပြချက်တွေနဲ့ပဲရင်ဖွင့်တာများပါတယ်ဆိုတော့ကောင်းကောင်းလေး view site ကလေးနားထောင်ပေးတင်တယ်လို့ထင်ပါတယ်ဒါကလည်းကိုယ့်ရဲ့ပတ်ဝန်းကျင်ကလူတွေကိုကောင်းကောင်း care လုပ်ပေးရပါတော့အားလုံးပဲမင်္ဂလာပါရှင် ABS Fire ကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီတစ်ပတ်မှာတော့နားထောင်ပေးကြရအောင်ဆိုတဲ့ခေါင်းစဉ်လေးနဲ့ share လုပ်ပေးသွားမှာဖြစ်ပါတယ်ပို့ကြိုပြီးတော့ပြောထားချင်တာကဒီနားထောင်ပေးကြရအောင်ဆိုတဲ့ခေါင်းစဉ်ကဒီ podcast ကပေါ့နော်personal development အတွက်မဟုတ်တယ်လို့မျိုးပဲ communication လုပ်တဲ့အခါမှာဘယ်လိုမျိုးဒီလန်ကောင်းတွေသုံးရမယ်ဘယ်လိုမျိုးနားထောင်ပေးရမယ်ဆိုတဲ့ knowledge တွေကို share လုပ်ပေးမယ့်ဗီဒီယိုမဟုတ်ပါဘူးကိုယ့်ရဲ့နားထောင်ပေးလိုက်ခြင်းကတခြားတစ်စုံတစ်ယောက်အတွက်ဘယ်လို mentally support မျိုးဖြစ်သွားစေမလဲဆိုတဲ့အခြေအနေလေးတွေကို share လုပ်ကြမှာပေါ့နော်လူတွေပြောကြပါတယ်နားထောင်နေဆိုတဲ့နေရာမှာနားနဲ့နားထောင်တာနဲ့နှလုံးသားနဲ့နားထောင်တာဆိုပြီးတော့နှစ်မျိုးရှိပါတယ်ဒီဗီဒီယိုလေးရဲ့ကအကြောင်းအရာတွေကတော့နှလုံးသားနဲ့နားထောင်ကြမယ်အကြောင်းအရာတွေကို share လုပ်ပေးသွားမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်နဲ့တူတူနားထောင်ပေးကြရအောင်ပါဒီကောင်းစဉ်လေးရဲ့အောက်မှာကျွန်တော်အနေနဲ့ရင်ဖွင့်ပြောတဲ့စကားတွေကိုနားထောင်တာပြီးတော့နောက်တစ်ခုကလူကြီးသူမတွေစကားအရန်ပြောချင်နေရှာတဲ့လူကြီးသူမတွေရဲ့စကားတွေကိုနားထောင်ပေးရဆိုပြီးတော့အပိုင်းလေးနှစ်ပိုင်းခွဲထားပါတယ်ပေါ့နော်ပထမဆုံးအနေနဲ့ရင်ဖွင့်ပြောတဲ့စကားတွေကိုနားထောင်ကြမယ်ပေါ့နော်တခြားလူတွေတော့ဘယ်လိုခံစားချက်ဘယ်လိုအတွင်းမျိုးနဲ့လဲတော့မသိဘူးပေါ့နော်ကျွန်တော်အနေနဲ့ကတော့ကျွန်တော်ရင်ဖွင့်ဖို့ရွေးချယ်လိုက်တဲ့လူကသူနဲ့ကိုယ့်ရဲ့ကြားမှာ relation တစ်ခုတော့ရှိရမယ် trust ပေါ့နော်ကျွန်တော်စိတ်ညစ်စရာတွေကိုပြောပြဖို့လို့ရွေးချယ်လိုက်တဲ့လူမှာသူ့မှာကျွန်တော်ဘဝတွေကပြဿနာတွေကိုကျွန်တော်နဲ့တူခံစားပေးနိုင်ပြီးတော့ကျွန်တော်ဘဝတွေကပြဿနာတွေကိုလေကူပြီးတော့ဖြေရှာပေးနိုင်တဲ့လူမျိုးပဲကျွန်တော်စီကရှိရဲ့စိတ်ညစ်စရာတွေစိတ်ရှုပ်စရာတွေဝန်တော့ဝန်ပိုးတွေစိတ်ဖိစီးမှုတွေကိုမျှဝေဖြစ်တယ်ပေါ့နော်အဲ့လိုမျိုးပဲကျွန်တော်မှပြောစရာတွေရှိလာတဲ့အခါမှာမျှဝေတဲ့လူဆိုတာကကြတော့လေကျွန်တော်နဲ့ဒန်းတူထက်မြပေါ့နော်မျှဝေပေးနိုင်တဲ့လူမျိုးကိုပဲကျွန်တော်ဘွာတွေကပြောစရာတွေကိုမျှဝေပေးဖြစ်တယ်တကယ်လို့ကိုကတော့ပြောစရာပြောလိုက်တယ်ဒါပေမဲ့သူ့မှာကကိုပြောတဲ့ညစကားကိုသူကမနာလို့ဖြစ်နေတဲ့လူဆိုလို့ရှိရင်ကိုဘာပဲပြောသူက negative အတွေးတွေနဲ့ပဲအဲ့လိုမျိုးဖြစ်နေမှာပေါ့နော်ကိုပြောတယ်လို့သူလိုက်ပြောပေးနိုင်မှာမဟုတ်ဘူးလို့ခံစားမိတယ်လို့ကိုဘွာတွေကပြောစရာကြီးတော်ရုံတန်ရုံမပြောပြဘူးပေါ့နော်အဲ့လိုမျိုးပဲကျွန်တော်ဘွာတွေကကျွန်တော်ဘသူ့ကိုမှပြောပြလို့မရဘူးဆိုတဲ့ secret တွေကိုshare လုပ်တယ်မျှဝေပေးတယ်လို့ဆိုတာလေတီးတန့်ရှိပါတယ်အဲ့ဒီပြောစရာတွေကိုမျှဝေတဲ့လူစိတ်ညစ်စရာစိတ်ဖိစီးစရာတွေကိုမျှဝေတဲ့လူ secret တွေကိုမျှဝေတဲ့လူကတယောက်တည်းဖြစ်ချင်မှဖြစ်မယ်ဒါပေမဲ့ဘသူ့ကိုပဲမျှဝေသူတို့နဲ့ကိုယ့်ရဲ့ကြားမှာမမြင်ရတဲ့ trust တစ်ခု relation တစ်ခုတော့ရှိပါတယ်အဲ့လိုပဲကျွန်တော်ဘက်ကနေပြီးတော့တခြားလူကိုအဲ့လိုမျိုးအချက်တွေနဲ့ရွေးချယ်ပြီးတော့ခါကြတော့လူကိုရွေးပြီးတော့မျှဝေတဲ့လိုမျိုးပဲတခြားလူတွေကလည်းကျွန်တော်စီကိုရောက်လာရင်ကျွန်တော်စီကိုသူတို့ရဲ့စိတ်ဖိစီးမှုတွေစိတ်ပင်ပန်းမှုတွေသူတို့ရဲ့ဘဝရဲ့ပြဿနာတွေကိုလာပြီးတော့မျှဝေရဲ့ရင်ဖွင့်နေဆိုတဲ့အခါမှာလေသူတို့မှလည်းအဲ့ဒီလိုမျိုးအတွေးမျိုးရှိမယ်လို့ကျွန်တော်ယုံကြည်တယ်ပေါ့နော်သူတို့ဘယ်သူပဲဖြစ်ဖြစ်ကိုယ့်ဘဝတွေကမကောင်းတဲ့အရာကြီးကိုသူများကိုထုတ်မပြောချင်ဘူးလေနော်မတော်လို့ရှိရင်ဒါတွေက gossip လိုမျိုးဖြစ်ပြီးတော့ပြန့်သွားတဲ့အခြေအနေမျိုးတောင်ဖြစ်နိုင်တယ်ကိုယ့်ဘဝရဲ့ secret တွေကိုတခြားလူကိုဖွင့်ပြောဖို့ဆိုတာကတော်တော်ကိုသူတို့အတွက်လည်းတော်တော်ကိုရင်းရတဲ့ကိစ္စပါပဲဆိုတော့သူတို့အနေနဲ့ရင်လာဖွင့်နေဆိုကြတဲ့ကသူတို့မှလည်းသူတို့ကိုယ်တိုင်ဖြည့်ရှင်းနိုင်တဲ့အတိုင်းထားတဲ့ကြော်လွန်ပြီးတော့သူတို့ရဲ့ခံစားချက် emotion ထက်ကြော်လွန်ပြီးတော့အများကြီးပိုတဲ့emotion တွေဖြစ်နေလို့တာပေါ့နော်သူတခြားတယောက်ကိုဒီအကြောင်းတွေကိုမျှဝေဖို့တိုင်ပင်ဆွေးနွေးပေးဖို့ရွေးချယ်လိုက်တာဖြစ်တယ်လို့ယုံကြည်ရဆိုတော့ကျွန်တော်စီကိုလာပြီးတော့ရှင်ဖွင့်တဲ့လူတိုင်းကိုကျွန်တော်ကကောင်းကောင်းမွန်မွန်နဲ့အမြဲဂရုတစိုက်နားထောင်ပေးတယ်လိုအပ်တဲ့အခါမှာအကြံဉာဏ်ပေးတယ်ကျွန်တော်အနေနဲ့အကြံဉာဏ်ပေးလောက်အောင်ဒီအရင်တိတက်နေတယ်လို့တော့မဟုတ်ဘူးဒါပေမဲ့ကိုလက်ကမ်းမိတလောက်တော့ဒီလိုလေးလုပ်ကြည့်ပါလားဒီလိုလေးအဆင်ပြေနိုင်မယ်လို့ထင်လားဆိုတာမျိုးပေါ့နော်အဲ့လိုမျိုးလေးအကြံနည်းနည်းလေးပေးဖြစ်တာမျိုးရှိတယ်ဒါပေမဲ့တချို့ကြတော့လေရင်လာဖွင့်နေဆိုတာကနားထောင်ပေးစီခြင်းရုံတက်ပဲကွယ်ဘာကြံမှမလို့ဆိုတော့အဲ့လိုလူမျိုးကြတော့လေဒီတိုင်းပဲကိုယ့်ဘက်ကနားထောင်ပြီးလုံးတက်ကလေးပဲနားထောင်ပေးလိုက်တာပေါ့နော်ကျွန်တော်ကအဲ့လိုမျိုးနားထောင်ပေးခံရဖို့ရွေးချယ်ခံရတဲ့လူတွေမှာအမြဲတမ်းပါတယ်ပေါ့နော်
ကျွန်တော်ရဲ့ပတ်ဝန်းကျင်မှာရှိတဲ့လူတော်တော်များများကသူတို့မှာစိတ်ဖိစီးစရာတွေရှိလာတယ်သူတို့အဖြေရှင်းနိုင်တဲ့ပြဿနာတွေရှိလို့ရှိရင်ကျွန်တော်စီရောက်လာကြတယ်ဒီလိုသူတို့ရဲ့ဘဝရဲ့အကြောင်းအရာတွေကိုပြောပြတယ်သူတို့ဒီချိန်မှာဘလို့အကြောင်းအရာကြောင့်စိတ်ဖိစီးနေတယ်ဘလို့ဖြစ်နေတယ်အကြံပေးပါအောင်တချို့ကြတယ်ပုံမှန်လင်းလင်းအကြံတောင်းကြတယ်တချို့ကြတော့လည်းအကြံတောင်းတာမျိုးမဟုတ်ဘဲနဲ့ဒီတိုင်းနားထောင်ပေးစေခြင်းတက်တက်ပဲရင်ဖွင့်ပြောခြင်းတက်တက်ပဲဆိုတာလေးတွေတော့ကိုယ့်ဘက်ကနေသိရတာပေါ့ဒါပေမဲ့နားထောင်ပေးရဆိုတဲ့နေရာမှာလည်းနားထောင်ပေးရတဲ့လူအတွက်ကလည်းပေါ့နော်လွယ်လွယ်ကူကူတော့ဖြစ်မနေဘူးပေါ့နော်အားလုံးလည်းသိမှာပါနားထောင်ပေးရဆိုတာကဒီတိုင်းနားနဲ့နားထောင်ပေးရမဟုတ်ဘဲသူ့ရဲ့နေရာကိုဝင်ပြီးတော့သူ့ဘဝတွေကပြဿနာကိုကသူ့နေရာအစားဝင်ပြီးတော့ဖြေရှင်းပေးရတယ်အနည်းဆုံးတော့ကိုယ့်ရဲ့အချိန်နေပေးရတယ်ပြီးတော့ emotion ပေါ့နော်သူ့နေရာမှာတန်းတူစိတ်ညစ်နေတဲ့အချိန်မှာနားထောင်ပေးရတဲ့လူအများစုကတခြားလူကစိတ်ညစ်ညစ်နေပြောရင်ကိုယ်ကရောပြီးတော့ emotion တွေကကူးစက်တက်တယ်လीနော်စိတ်ညစ်လာတယ်စိတ်ရှုပ်ထွေးလာတယ်သူ့ရဲ့နေရာမှာဒီပြဿနာတော့ကိုယ်တိုင်ဝင်ပြီးတော့ခါကြတော့ဖြေရှင်းဖို့နည်းလမ်းတွေရှာပေးရတယ်ဆိုတဲ့အခါမှာကိုယ့်ရဲ့ emotion တွေ energy တွေအများကြီးပေးရတယ်နားထောင်ပေးရတဲ့လူစီမှာလည်းနားထောင်ပေးရုံတက်တယ်မဟုတ်ဘဲနဲ့ effort စိုက်ရတာတွေအများကြီးရှိပါတယ်ဆိုတော့နားထောင်တဲ့နေရာမှာလည်းကျွန်တော်တို့ကစစ်ထုတ်တတ်ဖို့လိုပါတယ်သူကရင်လာဖွင့်တာလားဒါမှမဟုတ်လာပြီးတော့ကိုယ့်စီမှာညည်းညူတာလားပေါ့နော်တချို့ကြတော့ရှိတယ်ကိစ္စတေးသေးလေးတွေဘာမှမဟုတ်ဘဲနဲ့လည်းညည်းညူနေတာပဲဆိုတဲ့အခြေအနေရှိတယ်အဲ့လိုအခြေအနေဆိုလို့ရှိရင်တော့တော်တော်တင့်တယ်လို့တုံ့ပြန်ပေါ့နော်ဒါကသူကသူ့ရဲ့ nature ကိုကအမြဲတမ်းညည်းညူတတ်တယ်သူကကိုယ့်စီကအကြံဉာဏ်လိုချင်လို့သူ့ရဲ့ဘဝတွေကပြဿနာတစ်ခုခုကိုစိတ်ဖိစီးမှုတစ်ခုခုကိုပြတ်ပြဲသွားခြင်းလို့လာပြီးတော့ရင်ဖွင့်တာမျိုးမဟုတ်ဘဲနဲ့လာပြီးတော့တက်ကြီးညည်းညူနေတာမျိုးဆိုလို့ရှိရင်တော့ကိုယ့်ရဲ့ energy တွေအကုန်မခံနဲ့လို့ပြောချင်ပါတယ်ကျွန်တော်စီမှာရင်လာဖွင့်တဲ့လူတွေစီမှာလေတချို့တွေကြတော့ပုံမှန်စကားပြောပြနေတဲ့လူတွေပါတယ်ဘယ်လိုမျိုးလဲဆိုတော့ခါကြတော့တပတ်တစ်ခါစကားကြုံလို့ပဲစကားပြောစရာရှိရင်ပြောပြနေတဲ့လူတွေပါတယ်ဒါပေမဲ့တချို့ကြတော့တစ်နှစ်လုံးနေမှာတစ်ခါတောင်စကားမပြောပြပြနဲ့သူတို့မှာစိတ်ညစ်စရာတွေစိတ်ဖိစီးစရာတွေရှိလာမှကျွန်တော်ဘိုးတကလာပြီးတော့ရှာပြီးတော့ပေါ့နော်ရင်လာဖွင့်တဲ့လူမျိုးတွေလည်းရှိတယ်ဒါပေမဲ့ဘယ်လိုပဲဖြစ်ပါကျွန်တော်စီကိုရောက်လာပြီးတော့သူတို့ရင်ဖွင့်ဖို့သူတို့ရင်ဖွင့်မဲ့လူအဖြစ်ကျွန်တော်ကိုယုံကြည်လို့ရွေးချယ်လိုက်တယ်ဆိုတဲ့ကကျွန်တော်အနေနဲ့ကတော့သူတို့ပြောလိုက်တဲ့စကားတိုင်းကိုကောင်းကောင်းနားထောင်ပြီးဒီ site ကဲလုပ်ပြီးတကယ်လို့ကျွန်တော်သူတို့စကားပြောနေတဲ့အချိန်ကျွန်တော်စကားပြန်ပြောဖို့မအားဘူးပဲဥပမာအတန်းထဲမှာရောက်နေတယ်ဒါမှမဟုတ်ဖုန်းကင်ပြီးတော့စကားပြောလို့ဖြစ်နိုင်တဲ့အခြေအနေမျိုးမှာရှိနေရဆိုလို့ရှိရင်တော့ညီမလေးကြီးအမကြီးပြောထားလိုက်စာရေးထားလိုက်နော်ပြီးရင်အားတဲ့ခါကြည့်ပြီးတော့ပြောပေးမယ် reply ပြန်ပေးမယ်အဲ့လိုမျိုးပဲပြောထားလိုက်တယ်အဲ့ဒီမှာသူတို့ရဲ့ပြောထားကြတယ်ပေါ့နော်ကျွန်တော်အားတဲ့ခါမှာအဲ့ဒီစာတွေကိုအသေးစိတ်ပြန်ဖတ်တယ်ပြီးတော့အရန်ပေါ်လွင်มาတဲ့သူတို့ကနားထောင်ပေးစေချင်တာလားအကြံပေးစေချင်တာလားဆိုတော့သူတို့ရဲ့စကားတွေမှာပါတယ်အဲ့တော့နားထောင်ပေးစေချင်တဲ့လူကြတော့လေဂရုတစိုက်နားထောင်ပေးနေပါတယ်ဆိုတဲ့ response လေးတွေပေးပြီးတော့ကောင်းကောင်းနားထောင်ပေးလိုက်တယ်အကြံပေးစေချင်တဲ့လူတွေကြတော့လေငါထင်ကတော့ဒီလိုရှိတယ်ဒီလိုမျိုးလုပ်ရင်တော့အဆင်ပြေမလားပဲကိုကဒါပေမဲ့သူတို့ရဲ့အခြေအနေကိုအလုံးစုံတော့ကိုမသိဘူးဒါပေမဲ့ကိုလက်ကမ်းမိတယ်လို့သူတို့ကအကြံလိုချင်တာလေနော်အဲ့တော့ကိုစဉ်းစားမိတယ်လို့ကိုညံမိတယ်လို့သူတို့ကိုအကြံပေးပြတယ်ပေါ့နော်ဂရုတစိုက်ကဲလုပ်ပေးပါတယ်ဆိုတဲ့အကြောင်းအရာတွေကိုပြပြပါတယ်ဒီစိတ်ဖိစီးမှုတွေရင်ဖွင့်ပြောတာတွေမရှိဘူးဆိုလို့ရှိရင် suicide လုပ်တဲ့အဆင့်တွေထိရောက်ဖူးတယ်ထင်တယ်ဘာကြောင့်အဲ့လိုမျိုးတွေးမိရလဲဒီစကားကိုပြောရလဲဆိုတော့ခါကျတော့လွန်ခဲ့တဲ့2နှစ်လောက်ကပေါ့နော်ကောင်မလေးတယောက်ကောင်မလေးဆို28 29လောက်တော့ရှိပြီအဲ့ဒီမှာသူမတည်ခင်ပေါ့နော်သူ suicide မလုပ်ခင်ဖုန်းနဲ့ post ကိုတင်လိုက်တယ်နောက်ဆုံးပေါ့နော်သူ့ဘဝမှာသူ့ရဲ့အခုလက်ရှိဘဝမှာအရန်ကိုပဲအခက်အခဲတွေရှိတယ်ပြောစရာစကားတွေအများကြီးရှိဒါပေမဲ့သူ့ကိုဘယ်သူမှကောင်းကောင်းနားလည်မပေးကြဘူးနားထောင်မပေးကြဘူးသူ့အတင်းနဲ့ဘယ်သူ့ကိုရင်ဖွင့်ရမလဲဆိုတဲ့လူရွေးချယ်လို့မရဘူးသူ့ရဲ့ပတ်ဝန်းကျင်မှာအဲ့လိုလူမျိုးသူမရှိဘူးဆိုတဲ့အချိန်ဒီမှာသူအရန်မွန်းချက်တယ်ဘာလို့ဘာကြရမှန်းမသိဘူးဆိုတဲ့အချိန်ဒီမှာသူ့ကိုသူဆုံးစီရင်လိုက်တော့မင်းဆိုပြီးအဲ့ဒီ post ကိုရေးပြီးတော့သူအဲ့ဒီဖုန်းလေးကိုတရားပေါ်မှာထားခဲ့တယ်ပြီးတော့သူကခြေထဲကို suicide လုပ်သွားတယ်ခုန်ချပြီးတော့ပေါ့နော်ဆိုတော့အဲ့ဒီအဖြစ်ပြက်ပြီးရဲ့နောက်မှာsocial media မှာအားလုံးတိလိုက်ကြလာတော့မသိဘူးပေါ့နော်event တစ်ခုလိုမျိုးပဲပြောစရာရှိရင်ပုံဝင်လေးလာပြောပါငါတို့ပေါ်ရတယ်အခုအဖြေရှာကြပါမယ်ဆိုပြီးတော့ခါကြတော့အဲ့လိုမျိုး post တွေလေအဲ့ဒီ post လေးကိုအဲ့ဒီကောင်မလေးရဲ့ post ကို share ပြီးတော့ခါကြတော့အဲ့လိုစကားတွေလာပြောလို့ရတယ်ရင်လာဖွင့်လို့ရပါတယ်ဆိုတဲ့အကြောင်းတွေကို
mentally support ပေးကြတဲ့လူတွေအများကြီးဖြစ်လာခဲ့တယ်ဆိုတော့ဒီစိတ်ဖိစီးမှုတွေဆိုတာကတခြားတယောက်ကိုဖွင့်ပြောလိုက်လို့ရှိရင်တော့အနည်းဆုံးတော့ပြဿနာတွေကလုံးဝပြေလည်သွားမှာမဟုတ်တော့မှာပဲကွယ်နည်းနည်းတော့တက်တာရသွားတယ်ဆိုတော့ဒီလိုအပ်တယ်ပေါ့နော် mentally support အတွက်ကိုယ့်ရဲ့ mentally strong ဖြစ်ဖို့လို့အတွက်ပြီးတော့ကိုယ်စိတ်ဖိစီးမှုတွေရောကြဖို့လို့ stress တွေရောဖို့လို့အတွက်ဒီရင်ဖွင့်ပြောကြရဲဆိုတာတွေကလိုအပ်ပါတယ်အဲ့လိုပဲကိုရင်ဖွင့်ပြောကြဖို့လို့အတွက်ယုံကြည်ရတဲ့လူယုံကြည်ထိုက်တဲ့လူဆိုတာတွေကလည်းလိုအပ်ပါတယ်ကျွန်တော်စီကိုရင်လာဖွင့်ကြတယ်ကျွန်တော်စီမှာမဟုတ်ပါဘူးဘုသူစီကိုပဲဖြစ်ဖြစ်ရင်ဖွင့်ကြတယ်ဆိုတဲ့အခါမှာသူ့အကြောင်းဒီကိုအကြောင်းဒီတဲ့လူတွေပဲများရယ်ပေါ့နော်လူလဲကိုအကြောင်းတည်တယ်ကိုလဲသူအကြောင်းတည်တယ်သူနဲ့ကိုနဲ့အရန်ရင်းနေတယ်သူဘလို့လူဆိုတာတည်တယ်ကိုဘလို့လူဆိုတာတည်တယ်ဆိုတော့အခြေအနေမှာပဲကိုဘွားတွေကပြဿနာတွေကိုမျှဝေတယ်ကိုရဲ့ secret တွေကိုရဲ့ဘုသူ့မှာပြောပြလို့မရတဲ့အကြောင်းအရာတွေကိုပြောပြပြတာများပါတယ်ဒါပေမဲ့ကျွန်တော်ဘဝမှာတော့ထူးထူးခြားခြားပေါ့နော်လုံးဝကိုတစ်ခါမှမမြင်ဘူးမတွေ့ဘူးရဲ့စိမ့်နှစ်ယောက်ကရင်ဖွင့်တာကိုခံခဲ့ရဘူးပထမတစ်ခါကကျွန်တော်18နှစ်တမီလောက်ကပေါ့နော်ဒုတိယနေ့ကျောင်းသူကျွန်တော်တောင်တွင်းကနေကျွန်တော်နေကတောင်တွင်းပေါ့နော်ကျွန်တော်မကွေးမှာကျောင်းတက်တယ်တက်ကလို့တက်တယ်အဲ့ဒီမှာတစ်လောက်တစ်ခါမကွေးကနေတောင်တွင်းကိုပြန်တယ်မကွေးနဲ့တောင်တွင်းကျွန်တော်ရွာထိပဲထားပါတော့မကွေးနဲ့ကျွန်တော်ရွာတည်းကစုပေါင်း54မိုင်ဝေးရဆိုတော့ကျွန်တော်နေမှာတော့ပေါင်မုံကားလို့ခေါ်တယ်ကားမှန်လုံကားသေးလေးပေါ့လူ10ယောက်12ယောက်လောက်ထိတော့ဆက်နေတယ်အဲ့ဒီလောက်ပမာဏစီလို့ရတဲ့မှန်လုံကားလေးတွေနဲ့ကျွန်တော်တို့ကပြန်ကြတယ်တလားတော့တစ်ခါပေါ့နော်ကျွန်တော်အိမ်ပြန်တယ်အဲ့လိုပြန်တဲ့အခါမှာတစ်ခါလေကြားလို့ရှိရင်တော့ကျွန်တော်ကနှစ်ချက်တက်ပြီးတော့ကော်ဖီနဲ့ကိုပဲတချင်းနားထောင်ရင်းနဲ့အဲ့ဒီ2နာရီခွဲခရီးစဉ်ကိုတယောက်တည်းပဲဘယ်လိုမှစကားမပြောပဲပြန်ဖြစ်တယ်ဒါပေမဲ့တစ်ခါတလေကြာရင်တော့ကိုယ့်ရဲ့ဘေးကဒစိမ့်တွေပါတယ်လीနော်သူတို့နဲ့စကားလေးပါလေးပြောဖြစ်တယ်တစ်ခါတလေကျတော့တလန်းလုံးပြောဖြစ်တယ်တချို့အခါကြီးကျတော့လေဘယ်ရလဲဘယ်ထိပြန်มาလဲဘယ်သွားมาလဲအဲ့လောက်ပဲမေးမိတယ်အဲ့ပြန်တော့ကိုဖီနဲ့ကိုပဲကိုစာအုပ်ဖတ်ခြင်းဖတ်တယ်တချင်နားထောင်ရင်နားထောင်ဒါပေမဲ့မှတ်ရတစ်ခါကျတော့အမတယောက်ပေါ့နော်အဲ့ဒီမှာလူပြည့်လားမပြည့်လားဆိုတာတော့မှကျွန်တော်မမှတ်မိလိုက်ပါဘူးဘယ်ချိန်ပြန်လာမှလည်းမမှတ်ပြီးနိုင်ဘူးအဲ့ဒီမှာပုံမှန်အပြင်ကျွန်တော်ပြန်ရင်တော့နေ့လယ်2နာရီကားနဲ့ပြန်လာများတယ်ကျွန်တော်ရွာဦးပေါ့နော်နေ့လယ်2နာရီကားမှန်တော့တည်တယ်ဒါပေမဲ့အဲ့နေရာလူတွေကားထဲမှာလူ12ယောက်ဆက်နေကားထဲမှာ12ယောက်တော့အပြည့်ရှိလားမရှိလားတော့မသိဘူးဒါပေမဲ့ကျွန်တော်နဲ့အဲ့ဒီအမှားကနောက်ဆုံးတန်းက4ယောက်ထိုင်လို့ရတယ်ကွယ်အဲ့ဒီ4ယောက်တန်းမှာကျွန်တော်တို့2ယောက်ပဲရှိရဆိုတော့မှတ်မိလိုက်တယ်အဲ့ဒီမှာပုံမှန်ပဲပေါ့နော်2ယောက်ပဲရှိရဆိုတော့အမဘယ်တော့မှလဲအမဘယ်ကိုပြန်ရမှာလဲဘာလို့မှဘယ်တော့မှလဲဘာဘယ်ကိုပြန်မှာလဲပေါ့နော်အဲ့လိုမျိုးအလာပါတာလာပါစကားမေးမိတယ်ထင်တယ်အဲ့ဒီမှာတိကသူကကျွန်တော်တို့ကျွန်တော်စီပြန်မဲ့ကားက2နာရီဝယ်ခီးစဉ်လीနော်သူက3နာရီ45လောက်မှာဆင်းရမယ်အဲ့ဒီကြားရရွာလေးတရားမှာသူဆင်းခဲ့မှာဆိုတော့အဲ့လောက်တော့တည်ပြီပေါ့နော်အဲ့ဒီမှာသူ့အတက်ကမှတ်မှတ်ရ34လို့ပြောတယ်ကျွန်တော်အတက်ထက်ဘာကြောင့်သူ့အတက်ကိုမှတ်မိနေရလဲဆိုတော့ကျွန်တော်ထက်2ဆပေါ့နော်2ဆကြီးအမကြီးလို့မျိုးပြောဟိုမှတ်မိနေရတဲ့အကြောင်းရင်းကလည်းရှိရပေါ့နော်အဲ့ဒီမှာဟလာပေါ့အမကျွန်တော်နဲ့သူနဲ့ကတစ်ခါမှမတွေ့ဘူးသူ့ရဲ့နာမည်လည်းမသိဘူးဘယ်သူလဲဆိုတာလည်းမသိဘူးသူပြောတဲ့ရွာနာမည်ကိုတော့မှအခုမှပဲကြားဘူးတာပထမဆုံးချိန်ကြားဘူးတာဒါပေမဲ့ဘယ်လိုလဲဆိုတော့ခါကျတော့သူကအဲ့သူမိတ်ဆက်နေစကားလေးအလာပါတာလာပါပြောနေတယ်ဘလို့ဖြစ်သွားရင်မသိဘူးသူ့ဘဝအကြောင်းကြီးအားလုံးကျွန်တော်ကိုပြောပြတယ်သူကအသက်34နှစ်ရှိပြီအဝေးရင်တက်နေတာနောက်ဆုံးနှစ်ပေါ့နော်သူ့မိဘတွေကမရှိတော့ဘူးသူ့မှာမောင်လေးတွေညီမလေးတွေရှိတယ်သူ့ရဲ့မောင်လေးညီမလေးကိုသူလှုပ်ကြွေးနေရတယ်ဆိုပြီးအဲ့ဒီမှာအဲ့ဒီကနေပြောရင်အရှင်ပါလာပြီးတော့ပေါ့နော်သူ့ဘဝတွေကအခက်အခဲတွေအကြောင်းကိုပြောရင်းနဲ့သူငိုတောင်ငိုတယ်ကွယ်ငိုပြီးတော့ခါကြတော့စကားတွေအများကြီးပြောတယ်ပုံမှန်အားဖြင့်လို့ရှိလို့ရှိရင်တော့အဲ့လိုမျိုးကိုယ့်ရှိမှာအခုခေတ်ဆိုရင်တော့အရန်ပေါ်တယ်လीနော်လိုင်းကားတွေရန်ကုန်ကလိုင်းကားတွေပေါ်မှာဆိုလဲပေါ်တယ်ငိုပြီးတော့ခါကြသူ့ဘဝကကလေးတယောက်နဲ့ဘလို့ထားခဲ့လို့ပါပတ်သက်လေးပေးကြပါအောင်ဆိုပြီးတော့တောင်းတာမျိုးဒါပေမဲ့ तू ကအဲ့လိုလုံးဝမဟုတ်ဘူးလုံးဝကိုသူ့မှာရင်ထဲမှာပြည့်ကျက်နေလို့မဟုတ်လို့တရားရောက်ကိုရင်ဖွင့်ပြောခြင်းတဲ့စကားရင်ဖွင့်ပြောခြင်းတာမျိုးပေါ့နော်အဲ့လိုအခြေအနေမျိုး तू စကားတွေအများကြီးပြောတယ်သူ့ဘဝရဲ့အခက်အခဲတွေကိုပြောပြတယ်ပြီးတော့ငိုတယ်ကွယ်ပြောရင် तू မျက်ရည်ကျလာပြီးတော့ခါကြအောင်ငိုတယ်တလန်းလုံးငိုလာတယ်ဆိုတော့ကျွန်တော်အနေနဲ့ကလည်းအံ့ဩတော့ပါဘောနော်ခုမှပဲတခါမှမတွေ့ဘူးမမြင်ဘူးတဲ့လူတယောက်ကငါ့ကိုလာပြီးတော့သူ့ဘဝတွေက
အကြောင်းတွေကိုပြောပြတယ်ပုံမှန်အားဖြင့်စဉ်းစားမယ်ဆိုလို့ရှိရင်ကိုယ့်ဘွားတွေကမကောင်းတဲ့တဲ့တင်ကိုဘယ်သူမှမပြောချင်ဘူးလေနော်ခုနပြောခဲ့တယ်လို့ပဲအဲ့လိုမျိုးပြောလိုက်တာက gossip လိုမျိုးဖြစ်ပြီးတော့ခါကြတော့ပို့ပြီးတော့တောင်းပါပဲစိတ်အဆင်မပြေဖြစ်နိုင်တယ်ဒါပေမဲ့သူအများကြီးပြောတယ်ပြောပြီးတော့ခါကြတော့ဒါပေမဲ့ကျွန်တော်အနေနဲ့ကကြတော့လေအံ့ဩနေတဲ့စိတ်ရဲ့ပြီးတော့သူ့ကိုဘယ်လိုမျိုးနှိမ့်တက်ရမှန်းလဲမသိဘူးသူပြောတဲ့လောက်ပဲနားလေတာပဲဘယ်လိုမျိုးအဲ့ဒီအကြောင်းအရာပေါ်အခြေခံပြီးတော့ကျွန်တော်သူ့ကိုဘယ်လိုမျိုးစိတ်တက်တာရအောင်နှိမ့်ပေးရမယ်ဆိုတော့ mindset လေးကိုယ်မှမရှိသေးဘူးငယ်လဲငယ်ရည်ပြီးတော့ရုပ်ရည်ဆိုတော့လည်းမတွေးနိုင်လိုက်ဘူးဆိုတော့ခါကြတော့ဒါပေမဲ့သူပြောတဲ့စကားကိုတော့ဂရုတစိုက်နားထောင်ပေးနေပါတယ်ဆိုတဲ့အကြောင်းကိုတော့ပြပြတယ်ပေါ့နော်အဲ့လိုနဲ့ကျွန်တော်တို့ခီးတူဆင်းရမယ့်နေရာရောက်လာတယ်နောက်ဆုံးပိတ်ဒီအဲ့ချိန်ထိတူငိုနေတော့မဲ့ကွယ်ငိုပြီးတော့သူစကားတွေပြောချင်နေတော့မဲ့သူမှပြောစရာကြီးကြံနေသေးရဆိုတာလည်းတည်ဒါပေမဲ့သူဆင်းရမယ့်နေရာလည်းရောက်နေပြီဆိုတော့သူကျွန်တော်စီကနေဖုန်းနံပါတ်တောင်းတယ်ညီမလေးဖုန်းနံပါတ်လေးပေးပါတဲ့ဆိုတော့ကျွန်တော်ဖုန်းနံပါတ်ပေးလိုက်တယ်ပေးလိုက်ပြီးတော့သူအဲ့ဒီနောက်မှာသူဖုန်းဆက်ဖြစ်လားမဆက်ဖြစ်လားတော့ကျွန်တော်မသိဘူးဘာလို့လဲဆိုတော့ကျွန်တော်ကကြတော့လေအဲ့ဒီရွာပြန်တဲ့အခောက်ကဖုန်းလေးခြင်းလို့ပြန်တာအဲ့ဒီနောက်မှာဖုန်းလေးလိုက်တယ်ဖုန်းနံပါတ်တွေပါချိန်လိုက်တယ်ပေါ့နော်ဆိုတော့သူဖုန်းဆက်လားမဆက်လားလဲကျွန်တော်မသိလိုက်ဘူးဒါပေမဲ့မဆက်မှာတော့များပါတယ်ဘာလို့လဲဆိုတော့သူအဲ့ဒီကျွန်တော်နဲ့စကားပြောနေတဲ့အချိန်တုန်းကသူ့ရင်ထဲမှာတကယ်ခံစားနေရလို့မဟုတ်လို့အများကြီးပြောလိုက်ပြီမဲ့တကယ်အိမ်ရောက်သွားရင်တော့သူစဉ်းစားမှာပေါ့နော်ကိုနဲ့တစ်ခါမှမတွေ့ဘူးတဲ့ကလေးလေးတစ်ခါမှကိုမတွေ့ဘူးတဲ့ကောင်မလေးကိုကောင်မလေးတယောက်သူနဲ့ရှင်အတက်ထက်ဝက်လောက်ငယ်တဲ့ကောင်မလေးတယောက်ကိုသူ့ဘဝတွေကအကြောင်းတွေအခက်ခဲတွေအားလုံးပေါ့နော်ငိုးရို့ပြီးတော့ပြောရဲဆိုတဲ့အချိန်မှာဘယ်လိုပဲဖြစ်ဖြစ်ရှက်တဲ့ခံစားချက်ကိုတော့ခံစားရမှာပဲဆိုတော့သူနည်းနည်းနောင်တရခြင်းနဲ့စိတ်ဖြစ်နေဖြစ်မယ်ပေါ့နော်ဆိုတော့သူလည်းဖုံးဆက်မှာမဟုတ်ဘူးတော့သိကြပါတယ်ဒါပေမဲ့အဲ့ဒီတုန်းကတော့အံ့ဩတဲ့စိတ်ပဲရှိတာငါ့ကိုဘာကြောင့်ဒီလိုမျိုးကြီးပြောပြနေရလဲသူ့မှာဘယ်လိုမျိုးခံစားနေရလဲဆိုတာကိုလည်းကောင်းကောင်းမတွေးမိဘူးမိမိပဲပြောက်ပဲပေါ့နော်အဲ့ဒီတစ်ခါပြီးတော့အခုလည်းအဲ့ဒီအမကိုတွေ့တာမြင်လာရင်လည်းနာမည်တော့မမှတ်မိပါဘူးဘယ်လိုပုံစံမျိုးဆိုရဲဆိုတာလဲမတွေးရဘူးအဲ့ဒီတော့မှတ်မိလိုက်တာအဲ့ဒီမှာဇမင်တူတူနဲ့မျက်နှာရှိရှိနဲ့ဆိုတာလောက်ပဲမှတ်မိတယ်ဘာမှမမှတ်မိလိုက်ဘူးပဲဒါပေမဲ့ဒဇိန်တယောက်ကိုကလေးတယောက်ကိုရင်ဖွင့်ဖို့ဆိုတဲ့အခြေအနေမှာသူ့မှာလည်းတော်တော်ကိုခက်ခက်ခဲခဲရင်ဆိုင်နေရတဲ့စိတ်ဖိစီးမှုတွေရှိနေလို့ဆိုတာကိုတော့အခုရွယ်ကနေပြန်ကြည့်ရင်တော့မြင်ရပါတယ်ဒီနောက်တစ်ခုကကြတော့ကျွန်တော်လွန်ခဲ့တဲ့9လလောက်ကမှပေါ့နော်အရင်မကြားသေးဘူးအဲ့ဒီတုန်းကကြတော့ဒီမြန်မာနိုင်ငံမှာငလျင်တွေဖြစ်ပြီးပြီဆိုတော့ခါကြတော့အဆောက်အဦတွေအရင်ပြတ်တယ်လीနော်အဲ့မှာကျွန်တော်ကနေပြီးတော့ကအဆောက်အဦတွေကိုသွားပြီးတော့ repair လုပ်မယ်ပေါ့နော်အဲ့ဒီမှာနေပြီးတော့ကိုသွားဖြစ်တယ်နေပြီးတော့မှာပေါ့နော်နေပြီးတော့မှာကပုံမှန်အဖြစ်တော့မီးမပြတ်ဘူးလို့ပြောတယ်ဒါပေမဲ့အဲ့ဒီကာလကငလျင်ပြီးကာလဆိုတော့ခါကြောင်မီးကမကြာခဏပြတ်တတ်တယ်အဲ့ဒီမှာမနက်စောစောကျွန်တော်ရဲ့လုပ်သမားကြီးသမင်းစားဖို့လို့မနက်စာစားဖို့လို့အတွက်ဘာမှမရှိဘူးမီးမလာတော့ချက်ဖို့အဆင်မပြေဘူးဆိုတော့ကျွန်တော်အဲ့ဒီနေပြီးတော့မျိုးရဲကိုသွားပြီးတော့မနက်စာသွားရှာတယ်သွားဝယ်တယ်ပေါ့နော်မနက်စာသွားရှာတယ်လို့ပြောလိုက်ရတဲ့အကြောင်းရင်းကကျွန်တော်အဲ့ဒီမျိုးလုံးဝမကျွမ်းကျင်ဘူးဘယ်နားမှာပါရှိလဲဆိုတာလည်းမသိဘူးနေပြီးတော့ဆိုတာအားလုံးတည်းတဲ့အတိုင်းပဲနေပြီးတော့ဆိုတော့ခါကြတော့ဆိုင်တွေကတော်တော်ကြည်ကြဲပပရှိတာလေအဲ့တော့ရှားရတယ်ပေါ့နော်အဲ့မှာပထမဆုံးတွေ့ရဆိုင်ကိုပဲကောင်းလားမကောင်းလားလည်းမသိဘူးဒီတိုင်းပဲပထမဆုံးညလုံးထဲမှာထမင်းတုပ်တွေမိုဟင်းကားတွေရတဲ့ဆိုင်ဆိုပထမဆုံးတွေ့ရဆိုင်ကိုပဲဝင်ပြီးတော့ဝယ်လိုက်တယ်ဖြစ်ချင်တော့အဲ့ဒီဆိုင်ကကျွန်တော်သွားခါမှဆိုင်ကပြင်နေတော့ရှိသေးတယ်လုံးဝအစင်းလေးဖြစ်မနေသေးဘူးကွယ်အတုပ်ထဲကိုထည့်ဖို့ခေါ်ပြီးတွေအဲ့လိုမျိုးနန်းနန်းအဲ့လိုပေါ့ကွယ်တေးတေးမွားမွားလေးတွေကိုပြင်တော့ဆင်တော့အခြေအနေမှာရှိနေသေးရဆိုတော့ကျွန်တော်စောင့်ရမယ်ပေါ့ရတယ်စောင့်မယ်ပေါ့တခြားဘယ်ဆိုင်သွားဒီချိန်ကတော့ဒီလိုပဲဖြစ်မယ်ပြီးတော့ကျွန်တော်နောက်ထပ်လည်းထပ်မရှာခြင်းတော့ဘူးပဲကိုမဒီရဲ့နေရာဆိုတော့ခါကြအဲ့မှာအဲ့ဆိုင်မှာဝင်ပြီးတော့စောင့်နေလိုက်တယ်သူလုံးနေအောင်စောင့်နေတဲ့သူဘာတွေပြောလဲဆိုတော့ခါကြတော့အန်ဒီကအသက်50ကျော်60နီးနေပြီအတုံရောက်နေပေါ့နော်အဲ့ဒီမှာ sorry မော့သူ့မှာသားသမီး3ယောက်ရှိတယ်သူသားကဘယ်နိုင်ငံမှာဆိုလားဒေချာတော့မမှတ်မိဘူးအဲ့ဒီနိုင်ငံမှာရှိတယ်နောက်ထပ်သူ့မှာသမီး2ယောက်ရှိသေးတယ်အငယ်2ယောက်ပေါ့နော်ဒါပေမဲ့သူတို့3ယောက်စလုံးကမကောင်းကြဘူးဘလို့မကောင်းတာလဲဆိုတော့သူသားကနိုင်ငံခြားကနေပြီးတော့ပတ်စံမလွှဲတဲ့ပြင်အိမ်ကနေပြန်တောင်းတယ်သူသမီးတွေကြတော့လေသူနီးသူဟန်နဲ့ကွယ်စာမစူးစားကြဘူးမလိမ်ပါဘူးအဲ့လိုမျိုးပေါ့အဲ့ဒီအကြောင်းတွေကိုသူပြောပြတယ်သူကော်ပီရေးလှီးနေရင်းကနေပြီးကျွန်တော်ပြောပြတယ်ပြောပြဟုတ်လားအဲ့လောက်ပဲနားထောင်ပြီးတယ်ဒါပေမဲ့ဒုတိယတစ်ခါပေါ့နော်ကိုနဲ့တစ်ခါမှမတည်ဘူးကျွန်တော်ဘယ်ရလုံးဘသူလုံးလို့တောင်မှသူမမေးနိုင်ဘူးနဲ့အဲ့ဒီအကြောင်းတွေကိုသူပြောပြတယ်လုံးလုံးနေရနေပြီးတော့ဆိုတော့
ထူးထူးဆန်းဆန်းတော့ဖြစ်ပေမဲ့ဒါပေမဲ့အဖြေကတွေ့သွားတယ်ဘာလို့လဲဆိုတော့ကသူဘာပြောလဲဆိုတော့သူအဲ့ဒီအကြောင်းကိုတဲ့ဘေးရလူတွေသိလို့မရဘူးတဲ့လူသားကိုပတ်ဆက်ပြန်တွဲနေရတဲ့အကြောင်းဘေးရဆိုတာသူကလမ်းဘေးအိမ်ကွယ်သူ့ရဲ့ဘေးဆိုရင်ဒီဘက်ဘေးဘယ်ဘက်ဘေးရှိမယ်ညာဘက်ဘေးရှိမယ်နောက်ရင်ရှိမယ်ပေါ့ထားလိုက်ပါတော့အဲ့ဒီပတ်ဝန်းကျင်ကလူတွေသိလို့မရဘူးတဲ့သိလို့ရှိရင်တဲ့သူတို့ကကဲ့ရဲ့ကြမှာတဲ့ဝိုင်းပြီးတော့တဲ့ဆိုတော့သဘောပေါက်လိုက်ပြီဆိုတော့သူ့ပတ်ဝန်းကျင်မှာသူ့မာလီတို့စိတ်ပိုင်းဆိုင်ရာဒီကိစ္စနဲ့ပတ်သက်ပြီးစိတ်ပိုင်းဆိုင်ရာအခက်အခဲတွေရှိတယ်သူ့မှာရင်ဆိုင်နေရတဲ့ပြဿနာတွေရှိဒါပေမဲ့သူ့မှာရင်ဖွင့်ပြောကြဖို့လို့လူမရှိဘူးဆိုတော့ပြောလိုက်လို့ရှိရင်သူတို့ကဝမ်းသာကြမယ်ပေါ့နော်ဒီသူ့ရဲ့သတင်းကိုကြားပြီးတော့ခါကျတော့သူတို့ကစိတ်မကောင်းဘူးဖြစ်ပြီးမှမဟုတ်ဘူးဝမ်းသာကြမှာပို့ပြီးတော့ဝမ်းသာကြမယ်သူတို့မိသားစုအပေါ်မှာပို့ပြီးတော့အတင်းဖြစ်နေပြောကြမယ်ပေါ့နော်အဲ့ဒါကြောင့်မလို့သူကသူ့ပုံဝင်ချင်းကလူတွေကိုမရွေးချယ်ပဲနဲ့ကိုနဲ့တစ်ခါမှမတည်တဲ့ဒဇိန်တယောက်သူ့ရဲ့တမီးအရွယ်လာကိုရွေးချယ်ပြီးတော့ဒီရင်ဖွင့်ပြောလိုက်တာဖြစ်တယ်ဆိုတော့ဒီနေရာမှာကျွန်တော်အကြံပေးစရာမလိုဘူးဒါကြတော့လုံးဝနားထောင်စေချင်လို့ပြောတဲ့စကားဖြစ်တယ်ဆိုတော့သိရပေါ့နော်ဆိုတော့ဒီချင်းရာဒီအကြောင်းအရာကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်လေခုနကကျွန်တော်18နှစ်အရွယ်တုန်းကတွေးလိုက်တဲ့အမဆိုလေအဲ့လိုပဲဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့နော်သူ့ပုံဝင်ကျင်မှာသူဒီလိုမျိုးရင်ဖွင့်ပြောကြဖို့လူမရှိတဲ့အတွက်ကျွန်တော်ကိုရင်ဖွင့်လိုက်တာမျိုးလည်းဖြစ်မယ်ပေါ့နော်ဆိုတော့ဒီရင်ဖွင့်တဲ့စကားတွေကိုနားထောင်ပေးဖို့ဆိုတာကတကယ်လိုအပ်ပါတယ်ဘာလို့လဲဆိုတော့ခါကြခုနကပြောခဲ့တယ်လို့ပဲပေါ့နော်လူတစ်ယောက်ကရင်ဖွင့်မယ်လို့တခြားတစ်ယောက်ကိုပြောပြတယ်ဆိုကြတဲ့ကွာသူ့မှာသူကိုယ်တိုင်ခြေရှင်းဖို့အတွက်မတက်နိုင်တော့လို့အခြေအနေမျိုးမှာပြောမှာပါဘယ်သူမှလေကိုကဒါပေမဲ့ညီးရဲ့လူတွေဆိုလို့ရှိရင်တော့ကိုယ့်အကိုဖြည့်ရှင်းနိုင်နေလေလာပြီးတော့ညီးရတဲ့တဘာဝရှိရတယ်နော်ဒါပေမဲ့ရင်ဖွင့်တဲ့လူတွေကတော့အဲ့လိုမဟုတ်ဘူးသူတို့ကိုယ်တိုင်ထောင်မဖြည့်ရှင်းနိုင်တော့လို့ဘာလို့ရမှန်းမစင်စားတတ်လို့သူတို့မှာလုံးဝကိုစိုးစိုးဝါစိတ်ထိခိုက်ခံစားနေရလို့ဆိုတဲ့အကြောင်းပြချက်တွေနဲ့ပဲရင်ဖွင့်တာများပါတယ်ဆိုတော့ကောင်းကောင်းလေး give to site ကလေးနားထောင်ပေးတင်တယ်လို့ထင်ပါတယ်ဒါကလည်းကိုယ့်ရဲ့ပုံဝင်ချင်းကလူတွေကိုကောင်းကောင်းခဲလုပ်ပေးရပါတော့ဒုတိယတစ်ပိုင်းအနေနဲ့ကျတော့တက်ကြီးရွယ်အိုတွေရဲ့စကားကိုနားထောင်ပေးကြမယ်ပေါ့နော်ဒါတော့အရန်ကိုပဲလူတိုင်းလူလိုနဲ့အဖိုးအဖွားရှိတဲ့လူတိုင်းလူလိုနဲ့ရင်းနှီးကြပါတယ်မေးရရန်စကားများရဲ့တက်ကြီးတို့ရန်စကားများရဲ့သူတို့နဲ့မနေချင်ဘူးဆိုပြီးခါကျရှောင်းထွက်နေကြတဲ့လူတွေရှိမယ်တင်တယ်ကျွန်တော်ကိုယ်တိုင်လည်းအဲ့ဒီထဲမှာပါခဲ့ဘူးပါတယ်ငယ်တုန်းကပေါ့နော်ငယ်တုန်းကဆိုကျွန်တော်ကငယ်ကလေးကကျွန်တော်အဖွားနဲ့နေတယ်ကျွန်တော်အဖွားနဲ့နေတော့ခါကျတော့အဖိုးဆုံးပြီးရဲ့နောက်မှာပြီးကြတာအဖွားစကားတွေပြောလာတယ်ဆိုတာကကျွန်တော်လည်းတီးတတ်တဲ့အရွယ်ရောက်လာလို့တတိထားမိတာလည်းဖြစ်နိုင်တယ်ပေါ့နော်အဲ့လိုမျိုးမဟုတ်ဘဲနဲ့သူကိုယ်တိုင်လည်းသူအဖိုးမရှိတော့ခါကျတော့အဖိုးမရှိတော့တဲ့အခါမှာသူပြောချင်တဲ့စကားတွေများလာတယ်ပေါ့နော်အရင်ကတော့အဖိုးတဲ့သူနဲ့ပြောရင်ပြောခဲ့ကြမှာပေါ့နော်ဒါပေမဲ့နောက်ပိုင်းမှာသူမှပြောစရာစကားပြောဖို့မရှိဘူးဆိုတော့ခါကျညရီပြီဆိုလို့ရှိရင်ကျွန်တော်အဖွားဆိုရင်ကျွန်တော်မွေရစ်ချောင်းပြောပြတယ်ကျွန်တော်အိမ်နောက်မှာဖះရှိတယ်ရွာထိပ်ဖះပေါ့နော်ကျွန်တော်ရဲ့မနှမ်းမကမ်းမှာအဲ့ဒီဖះကနေပြီးတော့မွေရညဆိုလို့ရှိရင်ဟိုးပဲကျွန်တော်တို့ရွာရဲ့အရှိဘက်တက်တယ်မှာကရင်နီကဘာရှိတယ်ကရင်နီကဘာဆိုတာရှိရကွာအဲ့ဒီကိုညာတိုင်းသွားတယ်သူတို့ချောင်းချောင်းကြည့်တယ်ဆိုတဲ့အကြောင်းတွေပြောပြတယ်ပြီးတော့သူတို့ကဂျပန်ခေတ်ကအကြောင်းတွေပြောပြတယ်မှန်တိုင်းပြောရင်ညာတိုင်းသူတို့အခြေအနေသူတို့ငငယ်တုန်းကထင်ထင်ရှားရှားနဲ့သူတို့မှတ်မိနေတဲ့အရာဖြစ်ပျက်နေတဲ့အရာတွေကိုပဲပြန်ပြောပြရဆိုတော့ထက်နေရကွယ်တည်မလားဒီအကြောင်းပဲညဆိုလို့ရင်မွေးအကြောင်းပြောရင်ပြောပြတယ်ဒါမှမဟုတ်ရင်သူတို့စစ်တပ်တွေအဲ့ဒီဂျပန်နေလာလို့ရှိရင်သူတို့ဘယ်လိုမျိုးပုံရတယ်ဓမြတွေလာရင်ဘယ်လိုမျိုးပုံရတယ်သူတို့အပြိုတုံးကဘယ်လိုမျိုးရေခတ်ရတယ်ဆိုတဲ့အကြောင်းလေးပဲပြောပြတာဆိုတော့ဒါတွေကထက်နေပြီကျတော့နားမထောင်ကျင်တော့ဘူးညာတိုင်းတည်မလားသူပြောနေနေကိုယ့်ကိုအိပ်ပျော်သွားရင်လည်းအိပ်ပျော်သွားတဲ့အခါတွေအများကြီးရှိတယ်အဲ့ဒါအသက်အရမ်းမကြီးသေးဘူးပေါ့နော်ဒါပေမဲ့အခုဘယ်လိုပြောမလဲလူကြီးတွေကကိုစကားအရန်ပြောချင်ကြတယ်အသက်ကြီးလာလို့ရှိရင်အဲ့ဒါကဘာလို့တိတိတတာဖြစ်လာလဲဆိုတော့ကျွန်တော်မှအဖွား2ယောက်ရှိရဲ့အထင်မှာမှခုနကကျွန်တော်နဲ့တူတူအိတ်တဲ့အဖွားမဟုတ်ဘဲနဲ့နောက်ထပ်အဖွား1ယောက်ကကြတော့ငယ်တော့အရန်စကားနေတယ်ဆိုတာသူကိုယ်တိုင်ကလည်းစကားအရန်ပြောရဲ့အထင်မှာမပါဘူးပြီးတော့လုံးစရာရှိကြအောင်တဏီကုံထောက်လျှောက်လုပ်တာဘတို့မှငါမီလေးရေဖာရင်ညာဆိုပြီးတော့လက်ပွန်တရီလည်းမနေတတ်ဘူးပြီးတော့စကားလည်းကောင်းကောင်းမပြောဘူးမေးတဲ့ခါဖြည့်တယ်အဲ့လောက်စကားနေတဲ့ထဲမှာတော်တော်အေးတဲ့ထဲမှာပါတယ်ပေါ့နော် introvert ပုံစံမျိုးပေါ့အခုဖြစ်နေပြောမယ်ဆိုလို့ရှိရင်အဲ့ဒီလိုမျိုးအဖွားတစ်ယောက်ရှိအဲ့ဒီအဖွားကအခုလွန်ခဲ့တဲ့2နှစ်လောက်ကစပြီးတော့80ကျော်ပြီအခုစကားအရန်ပြောကျင်တယ်
ကျွန်တော်အဲ့ဒီအိမ်ကိုတင်းကျွတ်တွေတကြံနေအိမ်ပြန်ရောက်သွားပြီဆိုလို့ရှိရင်စကားလေးတစ်ခုစလိုက်တာနဲ့လေကျွန်တော်နားကနေမခွာတော့ငငယ်တုန်းကအဲ့ဒီအကြောင်းတော့တစ်ခါမှမကြားဘူးเนาะငငယ်တုန်းကဘလို့တွေလုတ်ခဲ့တာအဲ့လိုစကားတွေအများကြီးရေပတ်မဝင်အောင်အကြာကြီးပြောနိုင်တယ်တနားကြီးလောက်လဲထိုင်ပြောနိုင်တယ်နှစ်နာရီလောက်လဲထိုင်ပြောနိုင်တယ်ဒါပေမဲ့ကျွန်တော်အခုရွယ်ရောက်ပြီဆိုတော့သူတို့အကြောင်းနည်းနည်းနားလဲလာပြီပေါ့နော်ဆိုတော့ကျွန်တော်နားထောင်ပေးလိုက်တယ်စိတ်ဟိုအရင်ကလိုမျိုးသူတို့စကားရမ်းများတာပဲသူတို့နားမှာမနေခြင်းဘူးဆိုတဲ့စိတ်မဖြစ်ဘူးနားထောင်ပေးလိုက်တယ်သူစကားများများပြောနိုင်အောင်လို့ကိုယ့်ဘက်ကနေပြီးတော့လမ်းလေးကြောင်းပေးရပေါ့နော်သူပြောချင်တဲ့စကားကြီးပြောပါစေဆိုပြီးတော့ခါကြတော့အဲ့လိုပဲတူတူအိတ်တဲ့အဖွားလေကျွန်တော်ကနေခင်းဆိုလို့ရှိရင်အဲ့ဒီစကားနဲ့တဲ့အဖွားနဲ့ငယ်ငယ်တော့စကားနဲ့တဲ့အဖွားနဲ့အတူရှိတတ်တယ်ညဆိုလို့ရှိရင်ကျတော့အဖွားနဲ့တူတူအိတ်တာဆိုတော့ဝိချင်းဒီလေအိတ်နေစေပဲပေါ့နော်အိမ်ပြန်ရောက်ရင်ဆိုတော့ခါကြတော့အဲ့ဒီအဖွားပြောတာတွေကိုနားထောင်ရတယ်ဆိုတော့ငယ်ငယ်တော့အိတ်ပြောသွားတယ်ဒါပေမဲ့ကြီးလာတော့ခါကြတော့သူမပြောပဲအိတ်တော့မယ်ဆိုရင်တောင်မှပဲအိတ်ဖို့ကြိုးစားတို့ကတော့တန်းပြီးအိတ်မပြောပါဘူးအိတ်ဖို့ကြိုးစားနေဆိုရင်တောင်မှပဲမေးဖြစ်တယ်သူတို့ကမေတို့ငယ်တုန်းကဂျပန်တွေကတော်တော်ဆိုးခဲ့တာလားအခုဆိုလို့ရှိရင်လည်းဒီတိုးနိုင်ငံမှာဆေးဖြစ်နေအဲ့လိုအခြေအနေကြီးလားဆိုပြီးတော့သူစကားပြောပါစေဆိုပြီးတော့လမ်းလေးကြောင်းပြီးဆိုရှင်ပြောတာအများကြီးပဲပေါ့နော်သူတို့ငယ်တုန်းကဘယ်လိုပြောွားဆိုပြီးတော့ခါကြအများကြီးပြောပြတယ်ကိုစိတ်ဝင်စားသည်ဖြစ်စေစိတ်ဝင်စားသည်ဖြစ်စေဒါပေမဲ့သူ့မှာတော့စကားပြောလိုက်ရလို့ပေါ့သွားမှာပဲပေါ့နော်သူတို့ကတဖြည်းဖြည်းနဲ့အသက်ကြီးလာတဲ့အခါမှာသူတို့ရဲ့ရွယ်သူတွေပေါ့နော်ကျွန်တော် observation လုပ်မိသလောက်သူတို့နဲ့ရွယ်သူတွေသူတို့ခင်နဲ့သူတို့နဲ့ရွယ်သူတွေဆိုတာနည်းနည်းရှားသွားပြီသူတို့ပတ်ဝန်းကျင်မှာရှားသွားပြီဆိုတော့သူတို့မှာပြောစရာစကားတွေအများများတယ်ပြောစရာစကားတွေဆိုတာကစကားအရင်ပြောချင်ကြတယ်ပဲသူတို့တရားရောက်နေပြီးတော့မိသားစုဝင်တွေနဲ့စကားပြောမယ်ဆိုတဲ့အခါမှာမိသားစုဝင်တွေဆိုတာကြတော့သူ့ကိုပဲကွယ်ကျေးရွာတွေမှာဆိုတော့ပိုးဆိုးတာပေါ့နော်မျိုးတွေဝါးတွေပေါ်မှာဆိုတော့ special nurse တွေပါငါပြောခါကြတော့စကားပြောပေးခိုင်းလို့ရတယ်ဒါပေမဲ့ကျေးရွာမှာဆိုရင်တော့မိုးလင်းကနေမိုးချုပ်ကျွန်တော်တို့ရွာတွေမှာဆိုလို့ရှိရင်မနက်4နာရီကနေစပြီးရှားရဲသွားကြတယ်ဆိုတော့ရွာထဲမှာအဲ့ဒီအဖိုးအဖွားတွေရဲ့ပြီးတော့ခါကြတော့ចောင်းသွားမဲ့ကလေးတွေပဲလောက်ပဲကျန်ခဲ့တာဆိုတော့အဲ့လိုအခြေအနေမျိုးမှာသူတို့တဲ့စကားပြောပုံမရှိဘူးမိသားစုဝင်တွေကလည်းတကူတကကြီးအချိန်ပေးပြီးတော့ခါကြသူတို့ပြောတဲ့စကားကိုနားထောင်မပေးနိုင်ဘူးဘာလို့လဲဆိုတော့စာဝတ်နေရေးအတွက်လှုပ်ရှားရုန်းကန်ရတယ်ဆိုတဲ့အခြေအနေမှာသူတို့တဲ့စကားပြောဖို့အရန်လိုအပ်တယ်အရန်ထီးကျန်လာရဲ့ပေါ့နော်ဘာလို့အဲ့အသက်ကြီးရတူတော်တော်များများကိုကြည့်လို့ရှိရင်သူတို့ညာခင်းအိပ်ပြီဆိုလို့ရှိရင်ကျွန်တော်အရန်စိတ်မကောင်းဖြစ်တယ်သူတို့နဲ့စကားအများကြီးပြောပေးခြင်းတယ်ဘာလို့လဲဆိုတော့သူတို့စကားပြောဖို့မရှိတော့ဘူးဆိုလို့ရှိရင်သူတို့ရေဒီယိုလေးတစ်လုံးနဲ့ပဲအဲ့ဒီရှေ့တချင်းတွေပါဖွင့်ပြီးတော့ခါကြပဲနားထောင်တယ်သူတို့လေးလာမိတယ်လောက်ဒီအသက်ကြီးရဲ့လူတွေကအိတ်ချိန်ကအရန်နေသွားပြီသူတို့အိပ်ပျော်တဲ့အချိန်ဆိုတာကောင်းကောင်းအိတ်မပျော်ကြတော့ဘူးတညလုံးမှ4နာရီလောက်ပဲအိပ်ပျော်တာ9နာရီလောက်ပဲလုံဆုံး9နာရီလောက်ပဲသူတို့အိတ်ချိန်ကရှိတော့တယ်လို့ကြားဝဲအဲ့ဒီလောက်ပဲအိပ်ပျော်တယ်သူတို့မှသွေးစရာတွေများတယ်ဆိုတော့သူတို့ငငယ်ရအကြောင်းတွေကိုမဖြစ်မနေတွေးမိမှာပဲကျွန်တော်တို့တော့အိတ်မပျော်ရင်တွေးဟိုရောက်ဒီရောက်ဆိုတော့သူတို့လည်းအဲ့ဒီအကြောင်းတွေကိုတွေးမိမှာပဲဆိုတော့အရန်တနာစရာကောင်းတယ်လို့ခံစားရတယ်ဆိုတော့ကျွန်တော်ကအဲ့ဒီအခုနောက်ပိုင်းအိမ်ပြန်ရောက်တဲ့အခါမှာတော့ကျွန်တော်အဖိုးွားတွေကိုတကူတကပေါ့နော်သူတို့စကားမပြောချင်ရင်လည်းပြောလာအောင်ပေါ့နော်ကျွန်တော်ကဒီစကားလမ်းကြောင်းလေးတွေကောင်းပေးဖြစ်တယ်တကယ်တော့သူတို့ဘဝတော်တော်ကိုပဲတွေးကြည့်မယ်ဆိုလို့ရှိရင်တော်တော်ကိုအထီးကျန်ဆန်တယ်လို့ခံစားရတယ်လူတွေဘလောက်ပဲသူအနားမှာရှိနေပဲသူတို့စကားပြောဖို့လို့အတွက်အဖော်တော့လိုမှာပဲလေနော်ဘာလို့ဆိုတော့ဘယ်သူမှတယောက်တည်းမနေခြင်းကြောင့်ကျွန်တော်အဖွားတွေညောင်ဆိုတော့ဥပုံနေတိုင်းမှာခွင်းချောင်းသွားတယ်ခွင်းချောင်းသွားတယ်ဆိုတော့ခါကျတော့ဒီအရန်အေးရဲ့အဖွားကတော့ရွာတွေကခွင်းချောင်းကိုသွားတယ်သူနဲ့ရွယ်လူတွေနဲ့ပုံမှန်ပဲပေါ့နော်ဒါပေမဲ့အတူတူအိတ်တဲ့အဖွားကျတော့ရွာနဲ့တမိုင်ကြော်ဝေးတဲ့ခွင်းချောင်းသွားတယ်ကျွန်တော်တို့ရမှာတော့တောချောင်းလို့ခေါ်တာပေါ့နော်တောထဲမှာရှိတဲ့ချောင်းပဲတောချောင်းလို့ခေါ်တယ်တမိုင်ကြော်လောက်ဝေးတယ်ပြီးတော့သွားရတဲ့လမ်းကလည်းဖြောင်းပြူမဟုတ်ဘူးတော်လန်တိုင်းသွားရတယ်ပြီးတော့အဲ့ဒီချောင်းကိုသွားရင်စားရင်စားရတယ်ဆိုတော့အဒီဘက်ဒီပေါ့နော်ငပိမပါဘူးအသားမပါတယ်ဟင်းစားရတယ်အဖွားကလေဥပုံနဲ့မရောက်ခင်ဒီနေ့ဥပုံနဲ့ပြီးသွားရဲဆိုလို့ရှိရင်ဥပုံနဲ့ကပြန်လာတဲ့ဖုန်းကြောင်းကပြန်လာပြီဆိုတာနဲ့နောက်တစ်ပတ်မှာဘာချက်ရမလဲဘာယူသွားရမလဲဆိုတော့သူကြိုပြီးတော့စဉ်းစားနေပြီခုတော့ကျွန်တော်တို့ဖုန်းကြောင်းမှာက9နာရီကနေတရားစထိုင်တယ်9နာရီကနေပြီးညနေခင်း9နာရီထိပေါ့အဲ့ဒီကြားထဲမှာ3နာရီတရားထိုင်ရတယ်ကျန်တဲ့ချိန်တွေကတော့ခါကြတော့ဖုန်းတရားဟောတယ်တီလာပေးတယ်ပြီးတော့ခါကြတော့
ဘုန်းကြီးကျောင်းကတန်ရှင်းရေးတွေဝိုင်းလုပ်တယ်ဖျားပန်းတွေဝိုင်းလဲရပေါ့နော်သူတို့အဲ့မှာအဲ့လိုအခြေအနေပေါ့နော်အဖွားအရန်ပြောတယ်အဲ့ဒီဥပုံတွေကိုသွားရမှာဆိုလို့ရှိရင်ကျွန်တော်မေးကြည့်ရတဲ့နေ့မေကြီးဖုန်းကြောင်သွားရမှာမေကြီးကပျော်တာလားလို့ဘာလို့ပျော်တာဘလို့ခံစားရလဲပေါ့နော်အရန်ပျော်တယ်တဲ့သူအဲ့ဒီကိုဖုန်းကြောင်သွားရမယ်ဆိုလို့ရှိရင်သူ့ကိုလူကလေးလေးတယောက်ကိုခံစားရတယ်ပေါ့နော်သူ့ရဲ့တငယ်ချင်းတွေတွေ့တော့မှဆိုတော့သူအရန်စိတ်လှုပ်ရှားတယ်တဲ့အဲ့လိုပြောတယ်ဟုတ်အဲ့လိုပြောတာလေသူအပြောတယ်မဟုတ်သူအရန်စိတ်လှုပ်ရှားနေရဆိုတာတိတာတယ်ကွယ်တပတ်မကုန်နဲ့ဥပုံနေနောက်2ရက်လောက်ဥပုံနေရောက်တော့မယ်ဆိုဒီနေ့လိုနေ့ဆိုလို့ရှိရင်သူဟင်းချက်ဖို့ပစ္စည်းတွေစုနေပြီးတော့သူအဲ့ဒီကိုယူရတဲ့လွယ်ကလေးရှိအဲ့လွယ်ကလေးထဲမှာတပတ်ကလေးတွေတို့သူတို့ဟိုအစားပြေစားဖို့လို့အတီးလေးတွေပြီးတော့တမယာလေးတွေအဲ့ဒါလေးတွေကြိုပြီးတော့ထည့်ထားတယ်သူအဲ့ဒီနေ့ရောက်လို့ရှိရင်အစင်းနည်းပြအောင်အဲ့ဒီနေ့များမိုးရွာလိုက်လို့မသွားရဘူးဆိုလို့ရှိရင်အမိုးချော်တော့ခါကျတော့အရင်လူတွေကစိတ်မချတော့မတော်စေချင်ဘူးပေါ့နော်သူတို့မှနေလို့ထိုင်လို့မကောင်းတော့ဘူးသူဆိုတော့အဲ့ဒီမှာကဘာကြောင့်ပြောတာလဲဆိုတဲ့အကြောင်းအရာကိုနည်းနည်းလေးစဉ်းစားကြည့်တော့ဖြစ်နိုင်တာတစ်ခုကအဲ့ဒီအကြောင်းမှာသူတို့နဲ့ရွယ်တွေအားလုံးရှိရယ်ဖျားပန်းလဲရင်လည်းတူတူတန်ရှင်းလို့ရင်လည်းသူတို့ရွယ်တူပေါ့နော်တငယ်ချင်းတွေစုပြီးတော့ခါကြတော့လောက်တလုံးမျိုးဖြစ်နေရပေါ့နော်ဒီတရားလုံးကသူတို့ရွယ်တက်ကြီးရွယ်တွေအကုန်လုံးဒီမှာလာပြီးတော့ဥပုပ်ဒီလာဆောင်ကြရဲပြီးတော့ကုလိုတူတူလောက်ကြရဲစကားတွေတူတူသူတို့နဲ့သူတို့ခစ်ကိုပြန်ပြောနိုင်တဲ့လူတွေတရွယ်တယ်တနေရာထဲမှာသူတို့စုံတွေ့လို့ရတယ်ပြီးတော့ခါကြတော့ဘုန်းကြီးကျောင်းကဝေယဝစ္စလုပ်တဲ့လူတွေကအရန်ကြီးစိုက်ကြတယ်အရန်ကြီးစိုက်ကြရဲဆိုတော့ကဟိုဘယ်လိုပြောမလဲအိမ်မှာကတော့မိသားစုဝင်တွေကဂယုစိုက်တာမဟုတ်ဂယုစိုက်တယ်ဒါပေမဲ့နေတိုင်းဆိုတော့ခါကြတော့ဒီတိုင်းပဲကိုယ့်ကိုယ်ပဲနေတူပဲနေပေါ့ဟိုကိုလုံးနိုင်တာလုံးမယ်မလုံးနိုင်တာမလုံးဘူးဟိုအဲ့လိုမျိုးစဉ်းစားကြတယ်ဒါပေမဲ့ဒီဖုန်းเจ้าမှာကြတော့တပတ်မှာတစ်ခါဆိုတော့ခါကြဝေယဝစ္စတွေကလည်းကိုယ်တင်းနဲ့ကိုဆိုတော့ခါကြသမင်းစားတာအင်းလေပြီးမှဝိုင်းပြီးထိုင်ကြည့်နေကြတယ်ရေလိုလားပြီးလူကြီးတွေကထမင်းစားရင်နင်းတတ်တယ်လीနော်နင်းမဆိုးလို့ဆိုပြီးတော့ဘေးကနေပြီးတော့လိုအပ်တာကိုဖြည့်ဆည်းပြဖို့အရေးတကြီးကြည့်နေကြတယ်ပြီးတော့သူတို့အပေါ်သွားတာဘာသွားတာအစားလုံးဝကွာတိတိကျကျလေးဂယုတဆိုင်နဲ့လုပ်ပြီးရဆိုချိန်မှာသူတို့ကိုဂယုဆိုင်မဲ့လူတွေရှိရဲသူတို့ဂယုဆိုင်မဲ့လူရှိရပေါ့နော်ပြီးတော့ခါကျအဲ့ဒီခံစားချက်ပေါ့သူတို့ဂယုတဆိုင်ကြီးစီကိုစောင့်ရှောက်ပေးမဲ့လူရှိတယ်သူတို့ရဲ့ခစ်တုံးကအကြောင်းအရာတွေသူတို့နဲ့ရွယ်လူသူတို့နဲ့အတွေးတူတဲ့လူတွေနဲ့တနေရာထဲမှာသူတို့ငငယ်အကြောင်းအရာတွေကိုပြန်ပြီးတော့ပြောလို့ရတဲ့အခြေအနေမျိုးအဲ့ဒီအခြေအနေမျိုးဒီအကြောင်းမှာဖန်ဆီးပေးနိုင်တယ်ဆိုတော့ခံစားချက်ပေါ့နော်အဲ့ဒီခံစားချက်ကသူတို့ကိုသွားဖို့လို့အဲ့ဒီအကြောင်းကိုရောက်ဖြစ်ဖို့လို့လှုံ့ဆော်တာဖြစ်နိုင်တယ်လို့တွေးမိပါတယ်ဆိုတော့အချုပ်အနေနဲ့ပြောလို့ရှိရင်ကျွန်တော်တို့ကနားထောင်ပေးတင်ပါတယ်ပေါ့နော်ရင်ဖွင့်ကိုယ်လာပြီးတော့တကူကလာပြီးတော့ရင်ဖွင့်တဲ့လူပဲဖြစ်ဖြစ်ပြီးတော့ခါကျအခုနလိုမျိုးကိုယ့်ရဲ့ဒီမှာရှိတဲ့အဖိုးအဖွားတွေကိုယ့်ရဲ့ပတ်ဝန်းကျင်မှာရှိတဲ့အဖိုးအဖွားတွေနဲ့စကားပြောပေးတာပဲဖြစ်ဖြစ်ဒါတွေကလိုအပ်ပါတယ်။ဘာကြောင့်လိုအပ်တာလဲဆိုတော့ခါကျတော့ကိုယ့်ကိုရင်လောက်ဖွင့်ဖို့အားထုတ်တဲ့လူမှလည်းသူ့မှာလည်းသူမနိုင်တော့တဲ့သူကိုယ်တိုင်သူကိုယ်တိုင်တက်နိုင်တဲ့တိုင်းတာတက်ကြော်လွန်တဲ့စိတ်ဖိစီးမှုမျိုးရှိလို့လာပြီးတော့ရင်ဖွင့်တာဖြစ်တယ်။ပြီးတော့အဖိုးအဖွားတွေဆိုတာကလည်းကိုအဖိုးအဖွားဖြစ်မှတိမှလို့တော့မပြောချင်ပါဘူးဒါပေမဲ့ဟိုပတ်ဝန်းကျင်မှာတော့မြင်နေရတယ်ကွယ်သူတို့အရန်အထီးကျန်နေရဆိုတဲ့အကြောင်းအရာတွေကိုမြင်နေရတယ်ဆိုတော့ခါကျသူတို့စကားပြောနိုင်တယ်ဘယ်လောက်အကြာကြီးပြောနိုင်မှာဟုတ်တယ်မလားလုံးစုံတစ်နာရီပေါ့နော်အဲ့ဒီအချိန်နောက်ကလေးကိုသူတို့ကိုဖဲ့ပေးပြီးတော့ဟောကြကိုယ့်ရအဖိုးဖွားရရှိရဆိုလို့ရှိရင်လေသူတို့ပြောချင်တာပြောပါစေဆိုပြီးတော့စကားလမ်းကြောင်းပေးပြီးတော့နားထောင်ပေးလိုက်တာပဲဖြစ်ဖြစ်အနေဆုံးတော့သူတို့မှာအဲ့ဒီလိုမြည်တွေအရန်ချစ်ခံရတယ်နော်အဲ့လို့ဆိုသူတို့နဲ့စကားသူတို့စကားကောင်းကောင်းပြောလို့ရလို့လေသူတို့ပြောတဲ့စကားတွေကိုကောင်းကောင်းနားထောင်ပေးတင်တယ်လို့ထင်တယ်ဒါကလည်းကိုတက်နိုင်တဲ့ဘက်က mental support ပေးတာဖြစ်ပါတယ်အများကြီးအဖို့တန်ပါတယ်ပေါ့နော်ဒီရင်ဖွင့်ပြောတဲ့လူတယောက်အနေနဲ့ပြီးတော့စကားပြောခြင်းနဲ့အဖို့ဖွားတယောက်တော်တော်ဒီလိုနားထောင်ပေးရလို့ရှိရကလုံးဝကိုအဖို့တန်ပါတယ်ဆိုတော့ကိုယ့်ရဲ့ society မှာရှိတဲ့ရင်ဖွင့်တဲ့လူတွေအဖို့ဖွားတွေရဲ့အကြောင်းတွေကိုနားထောင်ပြကြရအောင်ပါဒါကမလိုအပ်ဘူးလို့ထင်ပေမဲ့တေးတေးမွားမွားလေးလို့ထင်ပေမဲ့တကယ်လိုအပ်ပါတယ်ဒီနေ့ကတော့ဒီလောက်ပါပဲဆုံးထိနားထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်ကိုနားထောင်ပေးတယ်လို့မျိုးပဲပေါ့နော်ကိုယ့်ရဲ့ပေါင်းကျင်မှာရှိတဲ့လူရဲ့စကားတန်းလေးကိုလည်းနားထောင်ပေးကြရအောင်ပါနောက်ပတ်ဒီမှာပြန်ရုပ်ဆုံးကြပါမယ်